မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလက်ဖြားခြေဖြားတွေခဏခဏကျင်းတာအကြောင်းရင်းမရှိဘဲထုံတာပစ္စည်းကရင်လက်ထဲကလွတ်ကျလာမျိုးတွေကြုံဖူးပါသလားဒါမှမဟုတ်အလုပ်လုပ်တဲ့အခါအာယုံစူးဆက်ရခတ်ပြီးမှတ်ညံတွေလော့နဲလာတယ်လို့ခံစားနေရပြီလားအဲ့ဒါတွေဟာတင့်ရဲ့အာယုံကြောစနစ်ကအကူအညီတောင်းနေတဲ့လက္ခဏာတွေဖြစ်နိုင်ပါပဲကျွန်တော်တို့ရဲ့အာယုံကြောစနစ်ဆိုတာခန္ဓာကိုယ်ရဲ့လျှက်စစ်ကြိုးတွေ့တမ်းမှုကွနရက်ကြည့်လို့ပါပဲဒီကျိုးတွေအားနည်းလာရင်သတင်းစကားပေးပို့မှုတွေနှွေးကွေးသွားပြီးခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကိုပါထိခိုက်လာစေပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဆေးတော့ဆရာမလို့ပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်တဲ့အစားအစာ6မျိုးနဲ့အာယုံကြောတွေကိုဘလို့ပြန်လဲပြုပြင်မလဲဆိုတာအသေးစိတ်ပြောပြသွားမှာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။အာယုံကြောအတွက်အဓိကအစားအစာ6မျိုးပထမတစ်မျိုးကတော့အစီများလည်ငါးတွေပါ။ Salmon ငါးသလောက်ငါးတက်တာစတာတွေမှာ omega 3 fatty acids ကျွဲဝစွာပါဝင်ပါတယ်။အာယုံကြောမြင့်လေးတွေကိုဖုံးအုပ်ထားတဲ့ myelin sheath ဆိုတဲ့အကာအယံလေးကိုတိဆောက်ဖို့ဒီအဆီဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်။အကာကောင်းမှလျှက်စစ်စီးဆင်းမှုမြန်ဆန်ပြီးအာယုံကြောတွေတုံ့ပြန်မှုကောင်းမှဖြစ်ပါတယ်။ငငနစ်ကအစိမ်းရင်ရောင်ဟင်းသီးဟင်းရွက်များဟင်းနွယ်ကန်ဆွန်းရွက်နဲ့ကိုင်လန်တို့လိုအစိမ်းရင်ရောင်အရွက်တွေမှာ vitamin B complex, C, E နဲ့ magnesium တွေအများကြီးပါဝင်ပါတယ်အထူးသဖြင့် vitamin B12 ဟာအာယုံကြော cell တွေပျက်စီးခြင်းကနေကာကွယ်ပေးပြီးအသစ်ဖြစ်ပေါ်ဖို့ကူညီပေးပါတယ်။နံပါတ်3ကအခွန်မာသီးနဲ့အဆီအဆယ်များ။တစ်ကြားသည့် walnuts နဲ့ဘာဒန်ဆဲတွေမှာ vitamin E ကျွေဝပါတယ်။ vitamin E ကအာယုံကြောတွေကိုအိုအင်းရင်းညိုခြင်းကနေကာကွယ်ပေးတဲ့ antioxidant အဖြစ်လှုပ်ဆောင်ပေးပါတယ်။တနေ့ကိုတစ်ကြားသည့်3လုံးလောက်စားပေးရုံနဲ့တင်ထူးခြားတဲ့ရလဒ်ကိုရနိုင်ပါတယ်။နံပါတ်4က avocado avocado မှာကျန်းမာရေးနဲ့ညီညွတ်တဲ့ monounsaturated fats ပါဝင်ပါတယ်။ဒါဟာဦးနှောင်စီကိုသွေးစီးဆင်းမှုကောင်းမွန်စေပြီးအာယုံကြော cell တွေတစ်ခုနဲ့တစ်ခုဆက်သွယ်မှုကိုပိုမိုမြန်ဆန်စေပါတယ်။နံပါတ်5က berry သီးများ strawberry, blueberry စတဲ့အသီးတွေမှာ anthocyanins လို့ခေါ်တဲ့ဓာတ်ပေါင်းပါဝင်ပါတယ်။သူကအာယုံကြောရောင်နှဲမှုတွေကိုရှော့ချပေးပြီးအသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့အာယုံကြောအားနည်းခြင်းယောဂတွေကိုတားဆီးပေးပါတယ်။နံပါတ်6က broccoli broccoli မှာ vitamin K အများများပါဝင်ပါတယ်။ vitamin K ကဦးနှောင် cell တွေအတွေ့အဆီဓာတ်ဖွဲ့စည်းမှုကိုကူညီပေးပြီးမှတ်ဉာဏ်နဲ့အာယုံကြောလှုပ်ဆောင်မှုတွေကိုမြင့်တင်ပေးပါတယ်။နံပါတ်9ကကြက်ဥကြက်ဥရဲ့မှာချိုလင်လို့ခေါ်တဲ့အာဟာရဓာတ်ပါဝင်ပါတယ်။ဒါဟာဦးနှောင်ကနေခန္ဓာကိုယ်အပိတ်အပိုင်းတွေကိုပဒင်းပို့တဲ့အခါသုံးရတဲ့အဆီတိုင်ကိုလင်ဆိုတဲ့ဓာတ်ပစ္စည်းထုတ်လုပ်ဖို့အဓိကအရင်းမြစ်ဖြစ်ပါတယ်။နံပါတ်10ကအနက်ရောင် chocolateချိုလိုနဲ့ chocolate မဟုတ်ပဲကကို80%အထက်ပါတဲ့ dark chocolate ကအာယုံကြောအတွက်ကောင်းပါတယ်။သူ့မှာပါတဲ့ flavonoids ဓာတ်ကဦးနှောင်ထဲကတင်ယူမှုနဲ့မှတ်ဉာဏ်ဆိုင်ရာအပိတ်ပိုင်းတွေစီထွေးရောက်အောင်ကူညီပေးပါတယ်။နောက်ဆုံးတစ်မျိုးကတော့နနွင်းပါ။နနွင်းမှာပါတဲ့ curcumin ဟာဦးနှောင်ကနေအာယုံကြော cell အထစ်တွေထုတ်လုပ်ပေးတဲ့ BDNF ဟော်မုန်းကိုမြင့်တင်ပေးပါတယ်။ဒါကြောင့်ဟင်းလျာတွေမှာနနွင်းအနှဲငယ်ထိတ်ချက်ဖို့မမေ့ပါနဲ့ခင်ဗျာ။ဒါပေမဲ့အစားအစာတင်စားနေလို့မရပါဘူး။အာယုံကြောထိခိုက်တဲ့အချက်တွေကိုလည်းရှောင်ရပါမယ်။တကြားလျှော့စားပါ။သွေးချိုးတရင်အာယုံကြောမြင့်လေးတွေကိုလောင်ကျွမ်းစေပါတယ်။ရေများများတောက်ပါ။အာယုံကြောဆက်သွေးမှုတွေမှာရေဓာတ်ကအဓိကအခန်းကဏ္ဍပါဝင်ပါတယ်။အိပ်ရေဝါအိပ်ပါ။အိပ်နေစေဟာအာယုံကြောတွေပြန်လဲအားဖြည့်နေတဲ့အချိန်ခက်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုလမ်းလျှောက်တာမျိုးကအာယုံကြောစီသွေးစီးဆင်းမှုညင်ညာကောင်းမွန်စေပါတယ်။အညစ်ချုပ်ရရင်အာယုံကြောကျန်းမာဖို့ဆိုတာတဘာဝအစားအစာတွေကိုမျှတအောင်စားသုံးပြီးကျန်းမာတဲ့နေထိုင်မှုပုံစံကိုမွေးမြူဖို့ပါပဲအခုပြောပြသွားတဲ့အစားအစာ6မျိုးထဲကသင်အိမ်မှာဘယ်အရာတွေရှိနေပြီလဲဆိုတာ comment မှာပြောခဲ့ပေးရပါအောင်ခင်ဗျာဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေမှာပါနောက်ထပ်လည်းကျန်းမာရေးဗဟုသုတတွေကိုဆက်တိုက်တင်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ခင်ဗျာအားလုံးပဲအာယုံကြောယောဂကင်းဝေးပြီးကျန်းမာပျော်ရွှင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ